အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီ JavaScript ရဲ့ lesson 16တင်နေစာဖြစ်တဲ့page light circle event တွေအကြောင်းကျွန်တော်တို့လေ့လာသွားကြမှာပဲဖြစ်ပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီ page light circle event ကဘာလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးလေ့လာကြည့်ကြအောင်ပါခင်ဗျာအဲ့တော့ page light circle ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ထင်သာမြင်သာရှိသွားအောင်ကျွန်တော်ဥပမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်နေ့စဉ်ဘဝပါပေါ့နော်ကျွန်တော်တို့လူသားတွေမှာဆိုလို့ရှိရင် daily routine ဆိုတာရှိရပေါ့နော်ဥပမာကျွန်တော်ဘယ်နှခင်းအေးရထားမယ်ပြီးလို့ရှိရင်မျက်နှာတစ်မယ်ပတ်တိုင်းမယ်ပြီး breakfast စားမယ်ပြီးလို့ရှိရင်ကျောင်းသွားမယ်အလုပ်ကားမယ်ကျောင်းပြန်မယ်စသဖြင့်ပေါ့နော်အဲ့လိုအရာမျိုးတွေ daily routine တွေရှိတယ်လို့မျိုးပဲဒီ web page တစ်ခုမှာလည်းပဲအဲ့လိုမျိုးကျွန်တော်တို့ daily routine လို့ရှိလို့ရပါဘောနော်အဲ့တော့ page light circle ဆိုတာ web page ရဲ့ daily routine လို့ကျွန်တော်တို့မြင်ကြည့်လို့ရပါတယ်ဥမာဘလို့ရမျိုးတွေလဲဆိုလို့ရှိရင်ဒီ web page ကိုကျွန်တော်တို့လုတ်တင်လုတ်တာတို့လုတ်ဘာလို့တနည်းဖြစ်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ refresh လုတ်တာမျိုးတို့ပြီးလို့ရှိရင်လုတ်ပေါ့နော်ဒီ web page တစ်ခုလုံးကိုစပြီးဖွင့်လိုက်တဲ့တိုင်းပြီးတော့မှလုတ်တင်လုတ်တာမျိုးတို့ပြီးလို့ရှိရင်ကျွန်တော်ဒီ website ကြီးကိုအချင်းအခြေ screen resize တွေလုတ်တာမျိုးတို့ပြီးလို့ရှိရင် score လုတ်တာမျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုကျွန်တော်တို့page light circle လို့ကျွန်တော်တို့ခေါ်ပါတယ်တခြားသော event တွေလည်းအများကြီးရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အဓိကပြောသွားမယ့် event အမျိုးအစား၃မျိုးကတော့ဒီ load ဆိုတဲ့ event ရဲ့ resize ဆိုတဲ့ event ရဲ့ score ဆိုတဲ့ event တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ page light circle လို့ခေါ်ပါတယ်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင် page light circle ဆိုတာကျွန်တော်တို့ web page ကြီးရဲ့ဒီ daily routine ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မြင်ကြည့်လို့ရပါတယ်အဲ့တော့ပုံမှန်မှာနားလဲတော့ကျွန်တော်တို့ဒီ event တစ်ခုချင်းစီကိုကျွန်တော်တို့အသေးစိတ်ကျွန်တော်လေ့လာကြည့်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ load event အကြောင်းကျွန်တော်တို့ကြည့်ကြမှာပေါ့နော်အဲ့တော့ load event ဆိုတာကဘာလဲဆိုလို့ရှိရင်ဒီ load event အကြောင်းကိုမပြောခင်မှာကျွန်တော်တို့ website တစ်ခုရဲ့အလုပ်လုပ်ပုံကျွန်တော်တို့အရင်ဆုံးလေ့လာကြည့်မယ်ဗျာအဲ့တော့ website တစ်ခုကိုကျွန်တော်တို့ရေးမယ်ဆိုလို့ရှိရင်များတော့ HTML တို့ CSS တို့ JavaScript တို့တွေပါတယ်ပေါ့နော်ကျွန်တော်အဲ့လိုပဲနမူနာထားရမယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ web page တစ်ခုကျွန်တော်တို့စပြီဆိုလို့ရှိရင်အရင်ဆုံး HTML တွေကအရင်ဆုံးကျွန်တော်တို့ run ပေးရတယ်ပေါ့နော်HTML တွေကအရင်ဆုံးမ run မဲ့နဲ့ JavaScript code တွေကကျွန်တော်တို့အရင်ဆုံးစပြီးတော့မှ run လိုက်မယ်ဆိုလို့ရှိရင် error တွေကျွန်တော်တို့ရနိုင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင် element တွေကမရှိသေးဘဲနဲ့ဒီ JavaScript code တွေက run လို့မရဘူးပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ element တွေရှိမှသာလျှင် JavaScript code ပြီးကျွန်တော်တို့ run လို့ရမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဲ့လိုမျိုး error မျိုးတွေမရှိရလေအောင်ဒီ load ဆိုတဲ့ event လေးကိုကျွန်တော်တို့သုံးပေးရတာပေါ့နော်အဲ့တော့ load ဆိုတဲ့ event ရဲ့အဓိကသူ့ရဲ့တာဝန်ကဘာကိုလုပ်ပေးတာလဲဆိုလို့ရှိရင် HTML element တွေအကုန်လုံး ready ဖြစ်နေအောင် run လို့ ready ဖြစ်နေအောင်ကျွန်တော်တို့လုပ်ပေးရပါပေါ့နော်အဲ့တော့ဒီမှာ run when everything is fully loaded ပေါ့နော်အကုန်လုံး loaded ဖြစ်နေအောင်အကုန်လုံး HTML document element တွေအကုန်လုံးဒီ loaded ဖြစ်နေအောင်လို့ကျွန်တော်တို့ဒီ load ဆိုတဲ့ event တွေကကူညီပေးရပေါ့နော်ဒီမှာလည်းရေးထားပါတယ် all HTML available HTML အကုန်လုံး JavaScript code ပြီးနေ run လို့အစင်းသင်းဖြစ်နေအောင်လုပ်ဆောင်ပေးရပေါ့နော်ဒီ load ဆိုတဲ့ event တွေကအဲ့တော့သူကအဓိကအဖြစ် load ဆိုတဲ့ event တော့ JavaScript code တွေကိုဒီ loading ဖြစ်ပြီးမှစပြီးတော့မှ run စီတာပေါ့နော်ဒါကြောင့်မလို့ load ဆိုတဲ့ JavaScript code တွေမ run ခင်မှာဒီ load ဆိုတဲ့ event လေးကအရင်ဆုံး run ပေးလိုက်တာဖြစ်တဲ့အတွက် element တွေ .exec element တွေမရှိတဲ့ဒီ error တွေကနေပြီးတော့မှကျွန်တော်တို့ကာကွယ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး load ဆိုတဲ့ event လေးကိုကျွန်တော်တို့အသုံးပြုတဲ့အခါမှာတော့နည်းလမ်းနှစ်ခုတော့ရှိရပါတော့ window.load ဆိုတဲ့ကောင်လေးရှိသလို on load is equal to start ဆိုတဲ့ function လေးနဲ့ကျွန်တော်တို့အဲ့လိုမျိုးလေးတွေသုံးလို့ရတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးမှထင်သာမြင်သာရှိသွားအောင်ဒီ load ဆိုတဲ့ event လေးနဲ့ပတ်သက်တဲ့ XML code လေးကိုကျွန်တော်အရင်ဆုံးတွားပြီးတော့မှရေးကြည့်ကြမယ်အဲ့တော့ကျွန်တော်က base code ကိုတစ်ချက်လာလိုက်မယ်ကျွန်တော်တို့က lesson 16ထိရောက်လာပြီဆိုတော့ကျွန်တော် lesson 16ဆိုတဲ့ folder လေးတစ်ခုကျွန်တော်ယူလိုက်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီမှာနောက်ထပ် folder လေးတစ်ခုပေါ့နော်နောက်ထပ် folder လေးကိုကျွန်တော်ကload example လို့ကျွန်တော်ပြလိုက်တယ်load example ဆိုတဲ့ folder လေးတစ်ခုပေါ့နော်အဲ့ဒီ load example ဆိုတဲ့ folder ထဲမှာကျွန်တော် file 3 file file နဲ့ file ကျွန်တော်အရင်ယူထားလိုက်မယ်ပေါ့နော် index.html file ရဲ့ပြီးသွားလို့ရှိရင်ကျွန်တော်က JavaScript code လေးရေးမှာဆိုတော့ script.js ပေါ့နော် script.js ဆိုရဲကျွန်တော် file လေးတစ်ခုကျွန်တော်ယူလိုက်တော့နော်အဲ့တော့ index.html file ထဲမှာကျွန်တော်တို့လိုအပ်တဲ့ဒီ document element တွေကျွန်တော်တို့လာပြီးတော့ရေးလိုက်မယ်ကျွန်တော်ကအရင်ဆုံး title ဆိုတဲ့နေရာမှာ load example လို့ကျွန်တော်ပေးလိုက်နော်load example ကိုကျွန်တော်ပေးလိုက်မယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာအရင်ဆုံး page လေးနဲ့တစ်ခုကျွန်တော်ရေးလိုက်မယ်နော် page status ဆိုပြီးတော့မှကျွန်တော်page status ဆိုတဲ့ဒီခုကျွန်တော်ရေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ spanner လေးနဲ့ပေါ့နော် spanner လေးနဲ့ကျွန်တော် file မှာလို့ရှိရင် load ခြင်းပေါ့နော် load ing loading ဆိုပြီးတော့ကျွန်တော်ရေးထားလိုက်မယ်နော်အဲ့လိုမျိုးလေးအောင် sorry dot လေးချတာပို့ကြည့်တောင်းတယ်ပေါ့နော်dot လေး loading ဆိုရင်ကျွန်တော်ပြလိုက်မယ်
အဲ့တော့ဒီအားမှာကျွန်တော်ကJavaScript နဲ့ကျွန်တော်ရေးမှဖြစ်တဲ့အတွက်ဟုတ်တယ် JavaScript ကျွန်တော်ရေးမှဖြစ်တဲ့အတွက် ID လေးတစ်ခုကျွန်တော်ပေးထားရမယ် status ပေါ့နော်။ status ဆိုတဲ့ ID လေးတစ်ခုကျွန်တော်ပေးထားရမယ်အဲ့တော့ကျွန်တော်အရင်ဆုံးJavaScript ကုတ်မှာကျွန်တော်မရေးသေးဘူးเนาะဒီ HTML ပဲကျွန်တော်ရေးရသေးအဲ့ကောင်ကျွန်တော်ယူတော့တွားပြီးတော့မှlive server နဲ့တစ်ချက်ကျွန်တော်တွားပြီးတော့မှ run ထားလိုက်မယ်9000တစ်ဖြစ်ရမှာပါsorry 9000နဲ့ကျွန်တော် run ပြအောင်ပါเนาะ lesson 16နဲ့မှာကျွန်တော်ဒီ log assignment ကိုတွားလိုက်မယ်ဒီမှာတွေ့လားpage status load တင်မှာကျွန်တော် int ကျန်ခဲ့တယ် g ကျန်ခဲ့တယ် sorry ပါအဲ့တော့ g ထည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင် loading page status က loading ဖြစ်နေတာဒါ JavaScript code တွေမ run သေးဘူးเนาะHTML ကြီးနဲ့ပဲကျွန်တော်တို့ brand တွေကဒါ loading ဆိုတဲ့အခြေအနေမှာပဲကျွန်တော်တို့ရှိနေတာလုံးဝ fully loaded မဖြစ်သေးဘူးအဲ့လိုမျိုး fully loaded ဖြစ်သွားအောင်ကျွန်တော်တို့ရဲ့ JavaScript code တွေနဲ့ကျွန်တော်တွားပြီးတော့ရေးလိုက်မယ်အဲ့တော့ကျွန်တော်ကဒီမှာ JavaScript မှာကျွန်တော်နာကြည့်ပါနော်ကျွန်တော်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဆွမ်းကပြောခဲ့တဲ့ဆွမ်းကကျွန်တော်ပြောခဲ့တဲ့နီးလဲနှစ်ခုရှိရပါတော့ window.onload နဲ့ onload equal to start ပထမအဆုံးနဲ့ကျွန်တော်တို့ဒီ window.onload ဆိုတဲ့ကောင်လေးကိုကျွန်တော်အရင်ဆုံးသုံးကြည့်မယ်အဲ့တော့ကျွန်တော်ဒီမှာရေးလိုက်မယ် window.onload ဆိုတော့မှကျွန်တော်ရေးလိုက်မယ် okay ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခါရဲကျွန်တော် function ရေးလိုက်မယ်ပေါ့နော် function တစ်ခုခေါ်လိုက်မယ်ဘယ်လိုခေါ်မှာလဲဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးကျွန်တော်ဒီက partition ကျွန်တော်နှစ်ပိုင်းခွဲမှာအဆင်ပြေမယ်လို့တွေ့တယ်ကျွန်တော် id dot ကနှစ်ပိုင်းခွဲလိုက်မယ်ဒီဘက်မှာကျွန်တော် html file နဲ့ကျွန်တော်ထားလိုက်ရောနော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဘက်မှာဒီ page ပေါ်မှာကျွန်တော်လာပြီးတော့မှ loading လုပ်တဲ့ဆိုပြီးတော့မှလို့ message ပြချင်တာကအဲ့တော့ကျွန်တော်အရင်ဆုံးကျွန်တော်ဒီဘက်ကဒီ p tag ဆိုတဲ့ကောင်ပေါ့နော်ဒီတနည်းအားဖြင့်ပြောလို့ဆိုတော့ဒီ span tag ထဲမှာကျွန်တော်ဒီ loading ဆိုတဲ့နေရာမှာကျွန်တော်က loaded ဆိုရင်ကျွန်တော်ပြောင်းရှင်းတာเนาะဒီ loading ဆိုတဲ့စကားလုံးလေးနေရာမှာ loaded အလုံးဝ page ကြီးကလုတ်ခဲ့သွားပြီဆိုတဲ့ကောင်ကျွန်တော်ပြချင်တာဖြစ်တဲ့အတွက်အဲ့တော့ဒီ span tag ကိုကျွန်တော်နှက်ခေါ်အောင်အဲ့တော့ span tag ကိုကျွန်တော်စလုံးက id နဲ့ပေးရတာဖြစ်တဲ့အတွက်အဲ့ဒီ id ရွေးကောင်ကျွန်တော်နှက်ခေါ်လိုက်မယ်ကျွန်တော်က tag tag ကိုကျွန်တော်ခေါ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အရှိမလည်းတင်ထားရပါတော့ sorry document.get this pintero document.get element by id နဲ့ပဲ get element by id တော့ဘာဖြစ်လို့ id လို့ပြလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့က id နဲ့နာမည်ပေးခဲ့တာဖြစ်တဲ့အတွက်အချက်မို့ကျွန်တော်ကဒီမှာ document.get element by id နဲ့ကျွန်တော်လှမ်းပြီးတော့မှ span tag ကိုလှမ်းခေါ်လိုက်မယ် okay ဒါဆိုလို့ရှိရင် span tag ကျွန်တော်ရပြီနော်အဲ့ဒီရလာတဲ့ span tag ကိုဒီ text ဆိုရဲ့ variable ထဲမှာကျွန်တော်တင်ထားလိုက်ပြီ okay ဒါဆိုလို့ရှိရင်ဒီ tag ကိုနော်ဒီ text ပဲထားရတော့ဒီ span နေရာမှာဒီ tag ကရောက်လာရတနည်းပြောမယ်ဆိုလို့ရှိရင်တော့ဒီ span tag ကိုကျွန်တော်ကဒီ text ထဲကိုနှမ်းထည့်လိုက်တာပေါ့နော်ဒါဆို text ဆိုရဲ့ကောင်နဲ့ကျွန်တော်ရောက်လာပြီအဲ့တော့ဒီစာသားနေရာမှာကျွန်တော် change မှု address ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ပြရမှာလဲဆိုလို့ရှိရင် text content ပေါ့နော်အဲ့တော့ web page ထဲမှာကျွန်တော်ဒီစာသားတွေပေါ်ရှင်ကျွန်တော်တို့ဒီစမကတင်ခဲ့တဲ့ span tag ကိုဒီမှာ text content နဲ့ကျွန်တော်ဘယ်လိုရေးမှာလဲဆိုရှင် page load page လောက်တဲ့ဆိုတော့ကျွန်တော်ပြလိုက်နော်ကျွန်တော်အဲ့မှာ emoji လေးကျွန်တော်ထည့်ခြင်းနဲ့အဲ့တော့ဘယ်လို emoji ကျွန်တော်ထည့်ရင်ကောင်းမလဲဆိုတော့အမှန်ချီလေးကျွန်တော်ထည့်ခြင်းလားအမှန်ချီ emoji ပဲနောက်မှရှိမယ်တစ်ချက်ကျွန်တော်ရှာမယ်အမှန်ချီ emoji ကsorry TIC က automatic ဒီလိုလေးကျွန်တော်ပြလိုက်ပါနော် okay အမှန်ချီလေးကျွန်တော်ပြလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီစာသားနေရာမှာ loading ဆိုတဲ့နေရာမှာဒီကောင်က page load တဲ့ဆိုတဲ့ကောင်လေးကပေါ်လာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက် run ကြည့်မယ်ဒီမှာ page loading ပဲဖြစ်နေတော့လေ JavaScript ကလုံးဝမချိန်ရသေးဘူးဟုတ်တယ်နော်ကျွန်တော်ဒီမှာ JavaScript ကိုနဲ့လာပြီးတော့မချိန်ရသေးဘူးအဲ့တော့ကျွန်တော်ကဒီအောက်မှာဒီ HTML element လေးအကုန်လုံးရဲ့အောက်မှာကျွန်တော်လာပြီးတော့မှချိန်လိုက်မယ် separate ဆိုပြီးတော့မှ src ကျွန်တော်ကဘယ်လိုပေးထားလဲဆိုလို့ရှိရင် secret.js ဆိုကျွန်တော်ပြတာဒါဆိုရင်ဒီ loading ဆိုတဲ့နေရာလေးမှာဒီဘက်က page loaded ဆိုတဲ့ကောင်ကြီးကလာပေါ်မှာပါမဟုတ်လား page loaded ဖြစ်သွားပြီနောက်ဆုံးကဒီနားမှာ loading ဖြစ်နေတာလीကျွန်တော်ပြန်စနကဒီမှာတစ်ချက်ကျွန်တော်ချက် refresh လုပ်လိုက်မယ်နော် refresh လုပ်ရင်တစ်ချက်မြင်မြင်လေးကြည့်လိုက်အဲ့မှာ loading ဆိုတဲ့ကောင်လေးပြရဲ loading ဆိုတဲ့ကောင်လေးပြပြီးတော့မှဒါနဲ့ဒီဘက်က page loaded ဆိုပြီးဖြစ်သွားတာပြောချင်တာကဒီကျွန်တော်အရှိမပြောလို့ပဲဒီ load ဆိုတဲ့ event ဒီJavaScript sorry HTML element တွေအကုန်လုံးဒီ ready ဖြစ်နေအောင်သူကလှုပ်ဆောင်ပေးရအဲ့လို ready ဖြစ်မှဒါနဲ့ဒီအောက်က JavaScript code ကကျွန်တော်တို့ run ပေးရပါတော့အဲ့လိုနေရာမှာကျွန်တော်တို့ဒီ load ဆိုတဲ့ event ကိုကျွန်တော်တို့သုံးမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီ on load ဆိုတဲ့ဒီကောင်လေးကျွန်တော်တို့သုံးတာပေါ့နော်နောက်ထပ် example တစ်ခုကျွန်တော်တို့ဆက်ပြီးတော့မှကြည့်ကြမယ်ကျွန်တော်ဒီကောင်လေးကိုပဲကျွန်တော် comment ပေးလိုက်မယ်နော်ကောင်လေးကိုပဲကျွန်တော် comment ပေးလိုက်မယ်ပြလိုက်ခဏလေးကျွန်တော်အဲ့လိုပိတ်လို့မရဘူးဘယ်လိုပိတ်မှလဲဆိုရင်ငါကြည့်ပေါ်ကနေမကြည့်ပေါ် comment ကျွန်တော်ပို့လာဆိုတော့ comment ကျွန်တော်ပို့လိုက်မယ် 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 comment ကျွန်တော်ပို့လိုက်
ကျွန်တော်ဒီနားမှာလာပြီးတော့မှလာလို့လေကျွန်တော်ပြလိုက်ပါနော်โอเคအဲ့ဆိုဒီမှာမရှိတော့ဘူးဒီဘက်ကကောင်နေလဲကျွန်တော် comment ပြလိုက်မယ်နောက်ထပ် code အသစ်ကျွန်တော်ရေးမှာဖြစ်တဲ့အတွက်နောက်တစ်ခါကျွန်တော်တို့ဒီ onload step နဲ့ကျွန်တော်တို့သုံးကြည့်မယ်ပေါ့နော်အဲ့ဒါကျွန်တော်အရင်ဆုံးဒီမှာ page ဆိုရဲဆိုတော့Peter လေးနဲ့ကျွန်တော်ရေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဆွမ်းကအတိုင်းပဲpage status ဟောနော် page status ဆိုမှကျွန်တော်နောက်ထပ် spender လေးဆို spender လေးနဲ့ပေါ့နော် spender နဲ့ကျွန်တော်ခေါ်လိုက်မယ် page status ပြီးသွားလို့ရှိရင်ကျွန်တော်ကspender ကိုကျွန်တော်ထည့်ကောင်းအောင်သူ့နေတော့ကျွန်တော်ဒီ comment for blue ပြလိုက်ကောင်းမယ်ဒီမှာ copy ဒီ page လောက်တဲ့နေရာမှာကျွန်တော် not လောက်တက်ပြီးကျွန်တော်ပြောင်းလိုက်မယ် not လောက်တက်no low tech ဆိုပြီးကျွန်တော်ပြောင်းပေးလိုက်တယ်မနော် okay ဟုတ်ပြီအဲ့ဆိုကျွန်တော်ချက်သွားကြည့်အောင်ဒီမှာလာ page data က not low tech ဖြစ်နေနော် okay အဲ့ဆိုကျွန်တော်ဒီဘက်မှာ JavaScript code တွေကျွန်တော်လာပြီးတော့ရေးချင်မယ်ဒီကောင်လည်းကျွန်တော်ဒီကောင်ကျွန်တော်ခဏထားပါမယ် okay ဒီမှာကျွန်တော်လာပြီးတော့မာစနကအတိုင်းပဲကျွန်တော်တို့လိုရေးမှာလို့ရှိရင် function လို့ရှိရင် st ကျွန်တော်ဒီမှာတစ်ခုကျွန်တော်လောက်ရမှာဘာလောက်ရမှာလဲဆိုလို့ရှိရင်ဒီပုံမှာပေါ့နော်ဒီ body မှာကျွန်တော်တို့စနကနီလန်းတစ်ခုရှိရလို့ကျွန်တော်ပြောခဲ့ရနော် window.onload window.onload ကိုသုံးမယ်ဆိုရင်ကျွန်တော်ပြဿနာမရှိဘူးဒါပေမဲ့ဒီ onload status ကိုကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဘာ status ကိုကျွန်တော်သုံးမယ်ဆိုလို့ရှိရင်တော့ဒီမှာဘာလုပ်ပြရမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ body ထဲမှာလာပြီးတော့မှရေးပြရမှာဘယ်လိုရေးရမှာလို့ရှိရင် onload ဆိုတော့မှစနကကျွန်တော်ရေးခဲ့တယ်ကျွန်တော်တို့ပေးမဲ့ function နာမည်ပေါ့နော်ကျွန်တော်ဒီမှာ start လို့ပဲကျွန်တော်ပေးထားလိုက်မယ်ဒါဆိုလို့ရှိရင်ဒီဘက်က start ဆိုတဲ့ function ကိုကျွန်တော်ဒီ body ကနေစမ်းခေါ်ထားတာပေါ့နော်အဲ့ဆိုဒီဘက်က start ဆိုတဲ့ function ကိုကျွန်တော်ဒီဘက်မှာ JavaScript code ထဲမှာတပေါ်လာရေးပေးရပါပေါ့နော် sorry start ဆိုတဲ့ function ကိုကျွန်တော်ဒီဘက်မှာလာပြီးတော့ရေးပေးလိုက်တယ်အဲ့ဒါရေးပေးလို့ရှိရင်ကျွန်တော်စနကအကုတ်တွေကျွန်တော်ရေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီပေါ်အတိုင်းမှာပဲဘာမှမထူးပါဘူးdocument နဲ့ element တွေကျွန်တော်တို့နှမ်းယူမယ်get element နဲ့ id နဲ့ element နဲ့ comment ပြီးလို့ရှိရင် text content နဲ့ page လောက်တဲ့ဆိုပေါ်မှာလာပြဒီလိုအတူတူပါပဲဘောနော်စနကကျွန်တော်ရေးရတယ်အတူတူပဲဒီမှာ id ကို status လို့ပေးထားတယ်အဲ့ status ကို get element နဲ့ id နဲ့နှမ်းခေါ်ရဲနှမ်းပြီးတော့မှရှားကြည့်ရဲယူပါလို့ရှိရင်အဲ့ဒီ text ကိုမှကျွန်တော်တို့ text content နဲ့ဒီ web page ဒီပါလာပြလိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက် RAM ပဲဘာမှမပြောင်းလဲမှုမရှိဘူးဘာကြောင့်လဲဆိုရင်ဒီမှာကျွန်တော်တို့ JavaScript ကိုလာပြီးတော့မှဒီမှာမချိတ်ရသေးဘူးเนาะကျွန်တော်ဒီရောက်မှလာပြီးတော့မှတစ်ချက်ချိတ်လိုက်မယ် sorry okay အဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်သွားကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာ page လောက်တဲ့ဆိုပြီးတော့မှဖြစ်သွားတယ်ပေါ့နော်ဒါတော့အဲ့ကြောင့်လို့ကျွန်တော်တို့ဒီ load ဆိုတဲ့ event လေးဒီမှာလည်းဒီလိုမျိုးလေးလည်းကျွန်တော်တို့ load event ကိုဒီလိုလဲတောင်းလို့ရတယ်လို့ဒီလိုမျိုးလဲ window.log on နဲ့လည်းကျွန်တော်တို့တောင်းလို့ရပါဘောနော်ဒါကြောင့်မလို့ load event ဒီ HTML document တွေအားလုံးကို ready ဖြစ်နေအောင်လုပ်ဆောင်ပေးရပါတော့အဲ့ဒါကျွန်တော်ဒီကောင်မျိုးတစ်ချက်ပြန်ပြီးတော့ပြလိုက်ဒါဆိုလို့ရှိရင် load event ကိုဘယ်လိုမျိုးတောင်းလဲဆိုတာကျွန်တော်တို့သိသွားပြီပေါ့နော်အဲ့ဆိုကျွန်တော်ဆက်ပြီးတော့တွန်းလိုက်ကြရအောင်နောက်တစ်ခုကကျတော့ recite ဘောနော် recite event recite event ကလည်းကျွန်တော်တို့တော်တော်အသုံးဝင်ပါတယ်သူကဘယ်လိုမျိုး recite event ရဲ့အဓိက main responsibility ဒီအဓိက task လောက်ဆောင်မဲ့လုပ်ငန်းတာဝန်ဘာလဲဆိုလို့ရှိရင် chain window site တွေကို chain ပြရပါတော့ window site ကျွန်တော်တို့ရဲ့ဒီ window site ကြီးကိုအချင်းအကျယ်အသေးအလက်ပေါ့နော်အဲ့လိုမျိုး site တွေဖြစ် user စိတ်ကြိုက် user က window screen site တွေကို chain လိုက်ပြီးဆိုတော့ဒီ recite event လေးအလုပ်လုပ်ပြီးနော်အဓိကအဖြစ်ဒီကောင်ကဘာလို့ခုလုပ်ပြီးဆိုလို့ရှိရင် window.inner_height နဲ့ window.inner width ပေါ့နော်အဲ့နှစ်ခု window.inner width နဲ့ inner height ကိုအဓိကသူကဖတ်ပေးနေတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ window.inner width နဲ့ window.inner height ကဘာကိုပြောလဲဆိုလို့ရှိရင်ဒီ JavaScript ရဲ့ built-in property တွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ inner width ကဘာကိုပြောရလဲ inner height ကဘာကိုပြောရလဲကျွန်တော်တို့တစ်ချက်ကြည့်အောင်အဲ့တော့ inner ဆိုတဲ့အဓိပ္ပာယ်အတွင်းဘက်ပေါ့နော်အတွင်းပိုင်းကျွန်တော်တို့ပုံမှန်အဖြစ်ဒီ website တစ်ခုကိုကျွန်တော် run လိုက်ပြီဆိုလို့ရှိရင်ဒီလိုပုံစံကျွန်တော်မြင်ရတယ်ပေါ့နော်အခုလက်ရှိကျွန်တော်ပြထားတဲ့ screen တိုင်းကျွန်တော်မြင်နေရမှာအဲ့မှာဆိုလို့ရှိရင်အပေါ်မှာဒီ toolbar တို့ပြီးလို့ရှိရင် browser menu bar တို့ပြီးလို့ရှိရင် tab တို့စသဖြင့်အပေါ်မှာဒီအမဲရောင်ရဲ့အပေါ်ကပေါ့နော်ဒီအမဲရောင်ခဲရောင်ပေါ့နော်ဒီခဲရောင်ရဲ့အပေါ်ပိုင်းဒီအဖြူရောင်အကွက်ကြီးမဟုတ်ဘူးနော်အဖြူရောင်အကွက်ကြီးမဟုတ်ဒီခဲရောင်ရဲ့အပေါ်ပိုင်းအကောင်တွေမပါဘူးပြီးလို့ရှိရင်ဒီအောက်မှာပါတဲ့ဒီကျွန်တော်တို့ရဲ့ဒီ window 2 bar ပေါ့နော် window 2 bar တွေမပါဘူးဒီအဖြူရောင်အကွက်ကြီးတီးတက်အောင်ပဲကျွန်တော်တို့ကဘာလို့ခေါ်ရလဲဆိုလို့ရှိရင် inner width သို့မဟုတ် inner height လို့ခေါ်တယ်အပေါ်အောက်ဆိုလို့ရှိရင်တော့ inner height ဘေးညာဆိုလို့ရှိရင်တော့ inner width အဲ့ဒီအဖြူရောင်အကွက်ကြီးတစ်ခုတည်းပဲကျွန်တော်တို့က inner width နဲ့ inner height လို့ကျွန်တော်တို့ခေါ်တာပေါ့နော်အပေါ်ကဒီ window 2 bar တွေတို့ပြီးလို့ရှိရင်ဒီဘက်က logo တွေပြီးလို့ရှိရင်ဒီဘက်ကဒီ browser menu တွေတို့ပြီးလို့ရှိရင်ဒီဘက်က tab တွေကိုအဲ့ဒီလုံးဝမပါဘူးဒီအဖြူရောင်အကွက်ကြီးကိုပဲ inner width နဲ့ inner height လို့ကျွန်တော်တို့ခေါ်ရဲပေါ့နော်ဒါက JavaScript ရဲ့ built-in property တစ်ခုဖြစ်တယ်
ဘာဆို inner with နဲ့ inner hide ကပါတယ်ဆိုတာကျွန်တော်သိပါတယ်ဗောနော်အဓိကအဖြစ်ဒီ recite event ကိုကျွန်တော်တို့ကဘယ်နေရာမှာအဓိကသုံးလဲဆိုလို့ရှိရင်ဒီ graphic ပုံတွေဆွဲတဲ့ software တွေတို့ပြီးလို့ရှိရင်UI layout တွေတို့ပြီးလို့ရှိရင်ဒီ app element တွေကို update လုပ်တဲ့နေရာတွေမှာစသဖြင့်ဒီ responsive layout တွေကိုကျွန်တော်တို့ဖန်တီးတဲ့နေရာမှာဒီ recite ဆိုတဲ့ event ကိုကျွန်တော်တို့အဓိကအသုံးပြုကြပါတော့recite event ရဲ့အဓိကလှုပ်ဆောင်ကြတာသူ့ရဲ့နာမည်အတိုင်းပဲဒီ sequence site တွေကိုအချင်းကျဲလုပ်တဲ့နေရာမှာအဓိကအဖြစ်အသုံးပြုရပါတော့အဲ့နေရာမှာကျွန်တော်တို့သတိထားမှာပြီဒီ inner width နဲ့ inner height ကိုပဲပေါ့နော်တခြားဟာတွေမပါပါဘူးဒါဆိုကျွန်တော်တို့နမူနာတော်လေးနဲ့ကျွန်တော်ညီကြည့်အောင်ကျွန်တော်ကဒီ lesson 6ထဲမှာပဲနောက်ထပ် folder တစ်ခုကျွန်တော်ယူလိုက်မယ်ဒီတစ်ခါကိုတော့ကျွန်တော်က recite ပေါ့နော် recite example လို့ကျွန်တော်ပေးလိုက်မယ်အဲ့ထဲမှာကျွန်တော်ထုံးစံအတိုင်းပဲအပေါ်အတိုင်းပဲကျွန်တော် file နှစ်ခုကျွန်တော်ယူလိုက်မယ် index.html file ရပြီးလို့ရှိရင်separate.js file ဆိုကျွန်တော်နှစ်ခုယူလိုက်မယ်အဲ့ဆို recite example နဲ့မှာ HTML file နဲ့မှာကျွန်တော်ထုံးစံနိုင်မယ်အဲ့ခေါင်းစဉ်ကျွန်တော်လာတက်လိုက်မယ် recite example free လို့မှာ okay recite example ဆိုပြီးကျွန်တော်ရသွားပြီဆိုလို့ရှိရင်ကျွန်တော်ပူစပြီးတော့မှ code တွေရေးမယ်အရင်ဆုံးကျွန်တော် Python နဲ့ကျွန်တော်ရေးလိုက်မယ်ကျွန်တော် Windows site ကိုကျွန်တော်ခေါင်းစဉ်တက်ရမှာနော်အခုကျွန်တော် Windows ရဲ့ site ပေါ့နော် Windows ရဲ့ site ပို့တိကျနေတာဖြစ်တဲ့အတွက် Windows site ပို့ရလို့ရှိရင်ကျွန်တော် span တက်လေးနဲ့span တက်လေးထဲမှာကျွန်တော်ဗာရေးမှလဲဆိုလို့ရှိရင်ဒီတိုင်းလေးပဲခဏလေးကျွန်တော် blur လေးထားလိုက်ရပါပေါ့နော်အဲ့တော့ကျွန်တော်ထုံးစံတိုင်းမှာဒီမှာ ID ပေးမယ် ID ကိုကြားတော့ကျွန်တော်က site ကိုကျွန်တော်ပေးလိုက်ပါနော်ထင်သာမြင်သာရှိအောင် site လေးကျွန်တော်ပေးလိုက်မယ် okay ရပြီဒါဆိုရင်ကျွန်တော်ဒီ JavaScript ကိုတွားရအောင်ကျွန်တော်ဒီကောင် partition နှစ်ပိုင်းလိုက်မယ်ဒီဘက်မှာ JavaScript တွေရေးမယ် okay ဟုတ်ပြီအဲ့ဒါကျွန်တော်အရင်ဆုံးကျွန်တော်ဘာလို့မှဆိုလို့ရှိရင်အရှိမတင်ခဲ့တဲ့ lesson တိုင်းမှာကျွန်တော်တို့ဒီ Windows ရဲ့ဒီ site ကိုကျွန်တော်ကဒီမှာပြထားတယ်ကျွန်တော်နမူနာပြပါနော်ကျွန်တော်ဒီမှာဒီကောင်လေးကိုဒီလိုမျိုးလုပ်လိုက်ပြီဒါဆိုလို့ရှိရင်ဒါ Windows ကိုကျွန်တော်screen site ကိုကျွန်တော်တက်လို့အချင်းကျယ်လုပ်နေပေါ့နော်အဲ့လိုလုပ်နေဒီကောင်ကြီးကတကယ်တော့မရှိတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာလိုမျိုးအချင်းကျယ်လုပ်နေပြီအဲ့လိုအချင်းကျယ်လုပ်ခဲ့လို့ရှိရင် user ဒီမျိုးကျင်းလိုက်မယ်ကျယ်လိုက်မယ်ပြီးလို့ရှိရင်ဒီဘောကနေဒီလိုလေးထတာလေနော်ဒီလိုလေးလောက်လိုက်မယ်ဆက်ပြီးပြောနော်အဲ့လိုမျိုးအချင်းအကျယ်လေးသူ့စိတ်ကြိုက်လုပ်နေတဲ့အချိန်မှာဒီ screen ပေါ်မှာမြင်နေရတဲ့ဒီ update site ကဘာဖြစ်နေဆိုအမြဲတမ်း update ဖြစ်နေတာအဲ့လို update ဖြစ်နေဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်း loading အဲ့ update site ကိုလုတ်ပြီးနေတာဗောနော် loading လုတ်ပြီးနေရမှာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအရှိမကျွန်တော်တို့လုပ်ခဲ့တဲ့ windows.onload ဆိုတဲ့ကောင်ကျွန်တော်အချင်းဆုံးခေါ်ပေးရတယ်ဗောနော်အဓိကအဖြစ် loading ဖြစ်နေဖို့အတွက်ဗောနော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘာကို loading လုပ်ပေးမှလဲဆိုတော့ကျွန်တော်မသိသေးဘူးဗောနော်အဲ့ဒါမသိသေးရပြလို့ကျွန်တော်ကဒီမှာ function တစ်ခုကျွန်တော်အရင်ဆုံးရေးလိုက်မယ်ကျွန်တော် update site ဆိုတဲ့ function တစ်ခုupdate site ဆိုတဲ့ function တစ်ခုကျွန်တော်ရေးလိုက်မယ်အဲ့ဒီ update site ထဲမှာကျွန်တော်အဓိကအဖြစ်ဘာလို့မှလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်ကupdate ဖြစ်သွားတဲ့ဒီ Windows ရဲ့ site က update ဖြစ်သွားတဲ့ကောင်မျိုးကျွန်တော်ဒီ span တက်လေးထဲမှာကျွန်တော်လာပြီးတော့ပြချင်တာအခုတော့ဘာမှမရေးထားဘူးเนาะအဲ့ဒီ span တက်လေးထဲမှာကျွန်တော်လာပြီးပြချင်တာဖြစ်တဲ့အတွက်အဲ့ဒီ span တက်ကိုကျွန်တော်လှမ်းခေါ်မယ်ကျွန်တော်ကအချင်းမှာကျွန်တော်ခေါ်တဲ့အတိုင်းပဲဘယ်လိုခေါ်မှာလဲဆိုလို့ရှိရင်sorry အရင်ဆုံးကျွန်တော်လှမ်းခေါ်မှာဆိုတော့ document တော့အဲ့ disk ကဘယ်သွားပါလားလဲကျွန်တော်ဖြတ်လာနေပါနော် document.gdcat element by id နဲ့ကျွန်တော်လှမ်းခေါ်လိုက်မယ်အစနကကျွန်တော်ပေးခဲ့တာက size site လေးကျွန်တော်ပေးခဲ့ရနော်ကျွန်တော်တစ်ခါလေးပဲဆက်ပြီးရေးလိုက်မယ် text content ဆိုပြီးမှကျွန်တော်ဘာကိုခေါ်မှာလဲဆိုလို့ရှိရင်ဒီဘက်က text ကိုကျွန်တော်ထည့်ပေးလိုက်မယ်ဒီမှာဒီ text အဲ့ text ကိုကျွန်တော်တွက်ပေးရမှာနော်ဘယ်လိုတွက်ပေးရမှာလဲလို့ရှိရင်ကျွန်တော်အရှင်းမှာကျွန်တော်ပြောလို့ပဲ window.inner နဲ့sorry window.inner quit နဲ့ပြီးလို့ရှိရင်ဒါတို့ကကျွန်တော်ဒီပါလဲဆိုလို့ရှိရင်ကျွန်တော်ဒီနောက်မှာအမြောက်တင်ပြီးတလေးကျွန်တော်သုံးလိုက်ရပါတော့အမြောက်တင်ပြီးတလေးကျွန်တော်သုံးလိုက်မယ်ဒါတို့ကကျွန်တော် window.inner height ပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့အဲ့ဒီမှာဒီကောက်ကျွန်တော်ထားရအောင်နော်ကျွန်တော်ဒီမှာခေါ်လိုက်ပြီဗျာဒီ screen ကို recite တွေလောက်တာ recite ဘုံမဟုတ်အချင်းချဲ site တွေချင်းလိုက်ပြီဆိုတာနဲ့ဒီဘက်က window.inner height နဲ့ window.inner width ဒီကောင်ကြီးကဒီ text ထဲကိုကျွန်တော်ရောက်လာမယ်အဲ့ဒီ text ထဲမှာရောက်လာတဲ့ကောင်လေးကိုကျွန်တော်ကဒီမှာ get animate by id နဲ့ဒီစင် text content ကလည်းဒီစင်ဒီဘက်က html document ပေါ်မှာကျွန်တော်လာပြီးတော့ပြလိုက်တယ်ပေါ့နော်အဲ့တော့ဒီ span တက်ထဲကိုအဲ့ဒီကောင်ကြီးကကြောက်လာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့စနစ်ကပြောလို့ပဲဘယ်ကောင်ကိုကျွန်တော်တို့ update လုပ်ရမှာဆိုရင်ဒီဘက်က update site ကို reload လုပ်ပြအောင်နော်အဲ့တော့ဒီမှာကျွန်တော်က reload အမြဲတမ်းလုပ်ပေးနေရမှာဒါဖြစ်လို့ဆိုလို့ရှိရင် user တစ်ချိန်လုံးဒီ site ကြီးကိုကျင်းလိုက်ချေလိုက်အငွေသူကလုပ်နေမှာဖြစ်တဲ့အတွက်ဒီကောင်ကျွန်တော်တို့အရင်ဆုံး update reload လုပ်ပေးနေအောင်နော်အဲ့လို reload လုပ်ပြီးရင်ကျွန်တော်မပြီးသေးဘူးကျွန်တော်တို့အဓိကအသုံးရမယ့်မင်းသားလာပြီပေါ့နော်မှာ window.js
ကျွန်တော်တို့ on ဆောက်ပါနော် window dot on resize ဆိုရယ်ကျွန်တော်တို့ event တွေကျွန်တော်တို့အဓိကသုံးပြရပါနော်ခါခေါ်ပြမှာလို့ရှိရင်ဒီဘက်က update site ဆိုရယ် function လို့ကျွန်တော်လှမ်းပြီးတော့မှခေါ်ပြလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ချက်သွားပြီးတော့မှကြည့်ကြည့်အောင်ကျွန်တော်ဒီမှာ JavaScript copy နဲ့ကျွန်တော်မဆက်ရသေးဘူးနော် script ပြီးလို့ရှိရင် src scrd script.js တောင်းချိန်လိုက်ပြီအဲ့ဆိုကျွန်တော်ဒီမှာတစ်ချက်သွားကြည့်အောင်ကျွန်တော်နောက်ထပ်ကောက်ပြီးတော့ကျွန်တော် run ရပါဘောနော်ကျွန်တော် vsite example နဲ့ကျွန်တော်ဒီမှာကျွန်တော်ပေါ်ကျွန်တော်တို့က windows ရဲ့ screen site ဒီမှာပေါ်နေပေါ့နော် pixel နဲ့ကျွန်တော်ဒီကောင်လို့ကျွန်တော်အချင်းကျယ်လို့လိုက်ပြီးဆိုတော့ဒါဒီဘက်ကိုဒီလိုမျိုးလောက်တာဒီကြ width ဟုတ်တယ်နော်ကျွန်တော် width ကိုလုပ်နေတာ width က width ရဲ့ inner width ကကျွန်တော်အလုပ်လုပ်နေပြီနော်ဒီမှာ inner width ကကျွန်တော်တို့အလုပ်လုပ်နေပြီ inner width အဲ့ဆိုကျွန် inner height ဆိုလို့ရှိရင်ကျွန်တော်အပေါ်ကနေအောက်ကိုဆွဲရမှာပေါ့အဲ့ဆိုကျွန်တော်အပေါ်ကနေဒီမှာအောက်ကိုဆွဲဒီဘက်က inner sorry ကျွန်တော်ဒီဘက်က inner height ကဒီမှာအလုပ်လုပ်နေပြီဟုတ်တယ်နော်ဒီမှာ320ပြီးလို့ရှိရင်300 400စသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်အပြည့်လုပ်ကြည့်မယ်အပြည့်လုပ်လို့ရှိရင်တော့ဒီမှာ1242နဲ့983ပေါ့နော်အရှိရ inner width ကကြတော့1242နဲ့ inner height ကကြတော့983ဆိုပြီးကျွန်တော်ပေါ်နေရပါတော့အဲကျွန်တော် screen ရဲ့ site တွေကိုကျွန်တော်အဓိကအဖြစ် vsite လုပ်တဲ့နေရာမှာကျွန်တော်တို့responsive layout တွေပါဆွဲနေရမှာဒီ on vsite ဆိုတော့ vsite ဆိုတဲ့ event နဲ့ကျွန်တော်တို့အသုံးတည့်ရပေါ့နော်ဒါကျွန်တော်တို့နောက်ထပ်ကျွန်တော်အသုံးဝင်တဲ့ event တစ်ခုဖြစ်တဲ့ဒီ page slide စာတွေရဲ့ event တစ်ခုဖြစ်တဲ့ on vsite ရဲ့အကြောင်းလေးပေါ့နော်ဒါဆိုလို့ရှိရင် on vsite ကိုလည်းကျွန်တော်တို့နားလည်တော့မထင်ပါဘူးအဲ့ဆိုကျွန်တော်တို့ဆက်ပြီးတော့မှသွားချက်အောင်နောက်ကိုကကျ school event သူရဲ့နာမည် school ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ school နဲ့ကျွန်တော်ရင်းနှီးပြီးသားပေါ့နော်အပေါ်အောက်ကျွန်တော်တို့ဒီ ဘေးဘက်ညာ school လောက်တဲ့နေရာမှာကျွန်တော်တို့အဓိကအသုံးပြုတယ်ပေါ့နော် school event ကကျွန်တော်တို့ user ကဒီschool down သို့မဟုတ် school app လောက်တဲ့နေရာမျိုးမှာဒီ school event တွေအလုပ်လုပ်တယ်ပေါ့နော်ဒီကအဖြစ်ကျွန်တော်တို့ဒီ school percent တွေကို calculate လုပ်တဲ့နေရာမှာကျွန်တော်တို့သုံးလို့ရတယ်အဓိကအဖြစ်ကျွန်တော်ဘယ်နေရာမှာအများဆုံးသုံးပြုကြလဲဆိုလို့ရှိရင်ဒီ progress bar တွေပေါ့နော် progress bar တွေကျွန်တော်တို့ရေးတဲ့နေရာမှာကျွန်တော်အဓိကအဖြစ်အသုံးပြုကြရပါတော့အဲ့ဆိုပို့ပြီးထင်တာနေတာရှိအောင်ကျွန်တော်တို့ကုတ်တွေနဲ့သွားပြီးရေးကြည့်လိုက်မယ်ကျွန်တော်ဒီကောင်တို့တစ်ချက်ပိတ်လိုက်မယ်ကျွန်တော်နောက်ထပ်ဟိုအသစ်တစ်ခုကျွန်တော်ယူလိုက်မယ် lesson 16ဆိုတဲ့ကောင်ထဲမှာဒီတစ်ခေါက်ကကျွန်တော်က school ပေါ့နော် school exam လို့ကျွန်တော်ခေါင်းစဉ်တစ်ခုပေးလိုက်မယ်school exam ဆိုတဲ့ folder လေးတစ်ခုကျွန်တော်ယူလိုက်မယ်အဲ့ဒီ folder ထဲမှာသုံးစံတိုင်းမဲ့ကျွန်တော်ဒီခေါက်ကတော့ကျွန်တော်က progress bar တစ်ခုကျွန်တော်ရေးမှာပေါ့နော် index.html ရဲ့ progress bar ဖြစ်တဲ့အတွက် style နေလည်းကျွန်တော်တို့ပါလာနေတယ်အကြောင်းလို့ကျွန်တော်က style.css ဆိုတဲ့ကောင်လေးကျွန်တော်ခေါ်လိုက်မယ်လို့ရှိရင် script.js ဆိုတဲ့ကောင်လေးလည်းကျွန်တော်ခေါ်လိုက်မယ်ပေါ့နော် but html ထဲမှာကျွန်တော်ရေးဆုံးလာရေးမယ်ရေးမှလည်းဆိုလို့ရှိရင်အရင်ဆုံးတိုက်တဲ့နေရာမှာကျွန်တော်အရင်ဆုံးschool exam ပေါ့နော် school exam လို့ကျွန်တော်ပေးလိုက်မယ် okay ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရေးလို့ရတယ်ပေါ့နော်အရင်ဆုံးကျွန်တော်ဒီမှာလာပြီးတော့မှcss file နဲ့ကျွန်တော်ချိန်မှာဖြစ်တဲ့အတွက် link ကျွန်တော်လာလိုက်မယ်ပြီးလို့ရှိရင် style.css နဲ့ကျွန်တော်လာချိန်ထားလိုက်ရအောင်နော်အဲ့ဆိုကျွန်တော်တို့အရင်ဆုံး school file ဆွဲဖို့အတွက်ကျွန်တော် GIB လေးတစ်ခုကျွန်တော်ယူလိုက်မယ်အဲ့ဒါ GIB ထဲမှာကျွန်တော် class name နဲ့progress ပေါ့နော် progress ပါဖြစ်တဲ့အတွက် progress ပဲကျွန်တော်ပြလိုက်မယ်အဲ့ဒီ GIB ထဲမှာဒီဘက်ကprogress bar တွေကျွန်တော်ဒီဖို့တဲ့နောက်ထပ် GIB တစ်ခုကျွန်တော်ခေါ်ထားရတယ်ပေါ့နော်ဒါလို့ရှိရင်ကျွန်တော် HTML ဒီလောက်ဆိုတော့လုံလောက်ပါပြီ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာလဲလာပြီးတော့မှ HTML3 school HTML လာ run ထားလိုက်မယ်ပြီးဘာမှတော့မပေါ်သေးဘူးပေါ့နော် flow ရဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဘက်ကဒီကောင်တော့ကျွန်တော် partition နဲ့ပိုင်းလိုက်မယ်ဒီဘက်မှာကျွန်တော်က style ရေးလိုက်မယ် okay ဟုတ်ပြီဒီမှာကျွန်တော်တို့ CSS စပြီးရေးတော့မယ်အရင်ဆုံးကျွန်တော်တို့ဒီဘက်က class နဲ့ပြီးထားဖြစ်တဲ့အတွက်ဒီဘက်က dot နဲ့ကျွန်တော်မှဖော်လိုက်မယ် progress ပြီးလို့ရှိရင်ကျွန်တော်အရင်ဆုံးဒီကောင်ရဲ့ width ကိုကျွန်တော်စပြီးတော့မှရေးပါဘောနော် width ကိုကျတော့ကျွန်တော်အပြည့် 100% pixel ပဲကျွန်တော်ထားပေးလိုက်မယ်ပြီးလို့ရှိရင် border လေးကိုကျတော့ကျွန်တော်1 pixel မှာ solid ပေါ့နော် usually ပဲ solid blue လေးပဲကျွန်တော်ပေးလိုက်မယ် okay ပို့ကလို့ရှိရင်ဒီကောင်ရဲ့ position ကိုကျတော့ကျွန်တော်တို့ fix ပေါ့နော် position ကိုကျွန်တော် fit ထားလိုက်ငယ်ပြီးလို့ရှိရင်ကျွန်တော်ကဘယ်ဘက်မှာကျွန်တော်ထားချင် sorry ဘယ်ဘက်ထိပ်မှာကျွန်တော်ထားချင်တာပြကျွန်တော် left ကို left ဘယ်ဘက်ရဲ့ထိပ်ဆုံးဆိုတော့ကျွန်တော် top ပေါ့နော်ဘယ်ဘက်ရဲ့ထိပ်ဆုံးမှာ10 pixel ကျွန်တော်ထားပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဘယ်ဘက်ထိပ်လေးမှာကျွန်တော်ကတ်နေတော့ပေါ့နော်ဒီမှာဒီထိပ်လေးမှာကျွန်တော်ကတ်နေပြီဟိုတော့ကျွန်တော်နည်းနည်းချဲ့လိုက်မယ်ပါ sorry sorry ပါဒီမှာမြင်ရတာပါဒီပေါ့နော်ဒီမှာနည်းနည်းကျွန်တော်ချဲ့လိုက်ဒီဘက်ဘယ်ဘက်ထိပ်ကိုကျွန်တော်ရသွားပြီဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တွေရပြီနော်
အဲ့ဆိုဒီ progress bar လေးအတွက်ကိုကျွန်တော်ဆက်ပြီးတော့ရေးမှာကြတဲ့ပဲဒီ progress ထဲမှာဒီ div ကိုကျွန်တော်လမ်းခေါ်မယ် dot progress လို့ရှိရင် div အဲ့ကောင်ဆိုတော့ကျွန်တော်ဒီကောင်ရဲ့ height ကိုကျွန်တော်ဘယ်လောက်ထိုင်ကောင်းမလဲ10 pixel လောက်ကျွန်တော်စားပေးလိုက်မယ်အခုလို့ရှိရင်ဒီကောင်ရဲ့ background ကိုကြာတော့ကျွန်တော်က light blue ထားရင်ကောင်း light blue ထားတော့ပြကျွန်တော်အစိမ်းအောင်လေးပဲကျွန်တော်ထားလိုက်တော့မယ်စိမ်းအောင်ဆိုစိမ်းအောင်လေးပဲကျွန်တော်ထားပေးလိုက်မယ်ဒီခေရပြီအစိမ်းအောင်လေးကျွန်တော်ထားပေးလိုက်တယ်ခုလို့ရှိရင်ဒီကောင်ရဲ့ width ကိုကြာတော့ width ကိုကျွန်တော် 0% ထားပေးလိုက်မယ်width ကိုကျွန်တော် 0% ပဲကျွန်တော်ထားပေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် body ရေးဖို့ကြံနေတယ်body ကိုချတော့ကကျွန်တော်က height တတ်မှတ်လိုက်ပါတော့ body ရဲ့ height ကိုကျွန်တော်က2000 pixel ပေါ့နော်2000 pixel တော့ထားပြလိုက်ရအောင် okay ဒါဆိုချက်သွားကြည့်အောင်ဒါဆိုရင်ကျွန်တော်ဒီ score value ရပြီပေါ့နော်နည်းနည်းကြည့်ရရုပ်စိုးနေဘယ်လိုထားရမလဲ okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆိုမြင်ရနေပဲထင်ပါတယ်ဒါဒီဘက်လေးပါပေါ့နော်ဒီဘက်လေးမှာဟုတ်ပြီsorry အဲ့ဆိုရင်ကျွန်တော်တို့အခု JavaScript code တွေရေးဖို့ချိန်ရောက်ပြီပေါ့နော်အဲ့ JavaScript ရေးဖို့အတွက်ကျွန်တော် JavaScript တွေပဲတောက်လိုက်တော့မယ်ခုတောင်ပို့လာနေဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ JavaScript ကိုရေးဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးထုံးစံတိုင်းပဲ video လုံးဝဖြစ်တဲ့ window.onload ဆိုတော့sorry window.onload ဆိုတဲ့ကောင်ကျွန်တော်ခေါ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ function အဲ့ဒီ function ထဲမှာကျွန်တော်တို့2စပြီးတော့မှရေးမှာပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီမှာဘာလေးပုံစံကျွန်တော်ပြချင်တာဖြစ်တဲ့အတွက်ကျွန်တော်အရင်ဆုံး variable တစ်ခုကျွန်တော်ဖန်တီးလိုက်မယ်အဲ့တော့ဒီလက်ဘာဆိုတဲ့ variable ဘယ်ကောင်နှမ်းခေါ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကဒီ progress ရဲ့ဒီ div လေးကျွန်တော်နှမ်းခေါ်မှာဟုတ်တယ်နော်အဲ့ဒီ progress ရဲ့ div လို့ကျွန်တော်ဘာအနေနဲ့ပြချင်တာဖြစ်တဲ့အတွက်အကောင်ကျွန်တော်နှမ်းပြီးခေါ်လိုက်မယ် document.get element by element by id နဲ့element by id နဲ့ကျွန်တော်ခေါ်တော့ဒီကောင်က class name နဲ့ကျွန်တော်ပေးထားဖြစ်တဲ့အတွက် element by id နဲ့လည်းရအောင် query selector နဲ့ကျွန်တော်ခေါ်မှာရအောင်ပါနော်အဲ့တော့ဒီတန်ကားဆရာကကျွန်တော်ရှိမှာပဲပြင်ပြီးသားရှိရပါနော်query selector နဲ့ကျွန်တော်ဒီမှာprogress ရဲ့ div ဆိုပြီးမှကျွန်တော်နိုင်ပြီးတော့ခေါ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီဘက်ကဒီ div လေးကျွန်တော်ရသွားပြီပေါ့နော်ဒီ div လေးကိုကျွန်တော်ရသွားပြီဘာဆိုတဲ့ခေါင်းလေးကျွန်တော်ထည့်လိုက်ပဲပေါ့နော်အဲ့ဆိုကျွန်တော်အခုစပြီးတော့မှအဲ့ဒီဘာလေးပေါ်မှာကျွန်တော်တို့window ပေါ်မှာကျွန်တော်တို့ add event listener ကျွန်တော်တို့တောင်းနိုင်တယ်ပေါ့နော် add event listener ဒီဘက်မှာ event type ကကျွန်တော်တို့ school ပေါ့နော်ဒီဘက်က perfect function ကိုကျွန်တော်ဒီဘက်မှာfunction လို့ကျွန်တော်ပေးလိုက်မယ် anonymous function တစ်ခုပေါ့နော်ဒီကျွန်တော်ခုစပြီးတော့ဒီမှာအဲ့ဒီ function ထဲမှာကျွန်တော်ကုတ်ပြီးစပြီးတော့မှရေးမှာပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်ဒီမှာကျွန်တော်အရင်ဆုံးကျွန်တော်ကြည့်ရအောင်မယ်ကြည့်ရမှာဆိုရှင်ကျွန်တော်နံပါတ်9ပေါ့နော်ကျွန်တော်ဒီမှာကြည့်ရအောင်ကျွန်တော်ဒီမှာ score bar လို့ရှင်တာအဲ့တော့ကျွန်တော်တို့ဒီအခုလက်ရှိဒီမြင်နေရတဲ့ web page ကြီးကိုကျွန်တော်အရန်ရှည်လေးရတဲ့ဒီမှာ user ဒီအောက်ကိုဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီ score bar လေးအရှောင်လေးဒီမှာပြည့်သွားချင်တာကြအဲ့လိုအရှောင်မျိုးကျွန်တော်ပြည့်တော့ဒီအောက်ကိုနောက်ဆုံးဂိတ်ဆုံးရောက်လို့ရှိရင်ဒီ score bar လေးကလုံးဝအရှောင်အပြည့်ချဲပြီးသားဖြစ်သွားချင်တာအစိမ်းအောင်လေးအခုဒီတော့ဒီမှာအစိမ်းအောင်လေးမပေါ်သေးဘူးပေါ့နော်ကျွန်တော်တို့JavaScript ကိုနဲ့ကျွန်တော်ရေးမှမလို့ပေါ့နော်အောက်ကိုရောက်သွားဒီဘက်ကဒီ score button လေးရပါတော့ဒီအောက်ဆုံးထိရောက်သွားလို့ရှိရင်ဒီမှာအစိမ်းအောင်အပြည့်လေးကျွန်တော်မြင်ချင်တာဒီထိပ်ဆုံးမှာဆိုလို့ရှိရင်ဘာအစိမ်းအောင်မှမပြည့်ဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်မြင်ချင်ဒါဆိုလို့ရှိရင်ဒီအခုလက်ရှိကျွန်တော်တို့မြင်နေတဲ့ဒီအဖြူရောင် web page ကြီးကိုအရန်ရှည်လေးရတဲ့စာရွက်ကြီးတစ်ခုပေါ့နော်အဲ့ဒီစာရွက်ကြီးတစ်ခုကိုကျွန်တော်တို့မြင်ကြည့်လိုက်အဲ့ဒီစာရွက်ကြီးကဟိုးအောက်မှာအများကြီးရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့အောက်ထိမြင်လားဆိုတော့မမြင်ရဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ screen size ကကြတော့အဲ့လိုဒီအကြီးမမြင်ရဘူးပေါ့နော်အဲ့လိုဒီအကြီးမမြင်ရဘူးကျွန်တော်ရဲ့ screen size ကနည်းနည်းပေးနေတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဘယ်လိုလုပ်ချင်တာဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့မြင်နေရတဲ့ဒီ screen size လေးအပြင်ပေါ်မှာဟိုးအောက်မှာဘယ်လောက်ရှိလဲဆိုတာကျွန်တော်သိချင်တာဒါဆိုလို့ရှိရင်ကျွန်တော်တို့ငငယ်ရအတငယ်တိုင်းပဲပေါ့နော်စုစုပေါင်းဒီ web page ရဲ့ဒီအခုလက်ရှိမြင်ရမယ့် web page တွေကဒီရောမှာအခုလက်ရှိမြင်နေရတဲ့ဒီ screen size လေးကိုကျွန်တော်တို့နှုတ်ပေးလိုက်လို့ရှိရင်အောက်မှာဘယ်လောက်ထိကျွန်တော်တို့ထပ်ပြီးတော့မှ score ဆွဲရမလဲဆိုတော့ maximum paper size ဒီ window web page ရဲ့ size ကိုကျွန်တော်တို့ရရှိရပါတော့အဲ့တော့ကျွန်တော်ပထမအောင်ဆုံးလည်းကျွန်တော်တို့ဒီ web page ရဲ့ဒီ maximum size ကိုကျွန်တော်တို့အရင်ဆုံးရှာပါပေါ့နော်အဲ့တော့ဘယ်လိုရှာရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ score height ပေါ့နော်အခုလက်ရှိကျွန်တော်တို့ဒီမြင်တဲ့ဒီ score height ဒါယူကျွန်တော် score height လို့ခေါ်တယ်အခုလက်ရှိကျွန်တော်ဒီမှာအောက်ကျွန်တော်တို့ဆွဲနေတဲ့ကောင်မျိုး score height ပေါ့နော် score height အဲ့ဒီ score height စုစုပေါင်းဒီ score height ထဲကနေပြီးတော့မှအခုလက်ရှိမြင်နေရတဲ့ဒီ screen size အဲ့အခုလက်ရှိကျွန်တော်တို့မြင်တဲ့ screen size ကဘာလဲဆိုလို့ရှိရင် window.inner height ဟုတ်တယ်နော် window.inner height ထဲကနေနှုတ်ပြလိုက်လို့ရှိရင်ဒီ maximum size ကိုကျွန်တော်တို့ရရှိသွားပြီပေါ့နော်အဲ့ဆိုကျွန်တော်ဘယ်လိုလုပ်မှာလဲဆိုရှင် document.body. ကျွန်တော်တို့ score height ပေါ့နော်
အခုလက်ရှိကျွန်တော်တို့မြင်နေရတဲ့ဒီ school height ပေါ့နော်ဒီ web page ရဲ့ school height ထဲစုစုပေါင်း school height ထဲကနေပြီးတော့မှကျွန်တော်အခုလက်ရှိမြင်ရတဲ့ screen size ပေါ့နော် window ကြော inner height ပေါ့နော် inner height ကိုကျွန်တော်နှုတ်ပေးလိုက်တယ်ဆိုလို့ရှိရင် maximum size ကိုကျွန်တော်ရပါပြီပေါ့နော်maximum size ကိုကျွန်တော်ရပါပြီဆို maximum size ကိုရပါပြီဆိုလို့ရှိရင် user ဒီမှာ scroll လုပ်ဒီတစ်ဝက်လောက်ကိုရောက်တဲ့အခါမှာ user ဒီမှာရှက်သွားပြီနော်အခုလက်ရှိကျွန်တော်တို့ scroll down လုပ်နေတာဒီ win h window ပေါ်မှာပဲเนาะအပေါ်အောက်ဖြစ်တဲ့အတွက် h window ပေါ်မှာပဲကျွန်တော်တို့အလုပ်လုပ်နေတာဒါကြောင့်မလို့ကျွန်တော်တို့ scroll y လို့ကျွန်တော်တို့ခေါ်ရเนาะwindow.scroll y အဲ့တော့ကျွန်တော်တို့အခု percentage တွက်မှာဖြစ်တဲ့အတွက်ပေါ့နော်အခုလက်ရှိရောက်နေတဲ့နေရာကိုကျွန်တော်တို့ပြချင်တယ်ဆိုလို့ရှိရင်အခုလက်ရှိရောက်နေတဲ့window.scroll y နဲ့ကနေပြီးတော့ master က maximum ကျွန်တော်တို့အပေါ်မှာရှာခဲ့တဲ့ maximum နဲ့စားပြီးတော့မှ100နဲ့မြှောက်ပြီးလိုက်လို့ရှိရင်ကျွန်တော်တို့ percent ပေါ့နော်အခုလက်ရှိ user ဘယ်လောက်ထိရောက်နေပြီလဲဆိုတဲ့ percent ကိုကျွန်တော်တို့ရပါပါတော့window.scroll y window.scroll y ကိုကျွန်တော်တို့ maximum နဲ့ကျွန်တော်တို့စားပေးလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့100နဲ့ကျွန်တော်နှောက်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိ user ကဘယ်လောက်ထိရောက်နေပြီလဲဆိုတဲ့ကောင်ကျွန်တော်တို့သိသွားပြီပေါ့နော်အဲ့လိုသိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုဘာလေးပေါ်မှာတွားပြီးတော့ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ကဘာတော့ style 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 ဘာတော့ style တော့ပြီးလို့ရှိရင်ကျွန်တော် quit ကျွန်တော်ဒီကောင်လေးရဲ့ဘာရဲ့ quit ပေါ့နော် width quit ကိုကျွန်တော်အခုကျွန်တော်အပေါ်မှာရှာခဲ့တဲ့ percent အဲ့ percent ကိုမှကျွန်တော်ဒီဘက်က percentage လေးနဲ့ကျွန်တော်ပေါင်းပေးလိုက်တယ်ပေါ့နော် okay အဲ့လိုပေါင်းပေးရပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ fully အလုပ်လုပ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်အခုလက်ရှိဒီမှာ script javascript file နဲ့ကျွန်တော်လာမရှိရတဲ့ကိစ္စတွေဒီမှာ script 0.scrpt script.js ကိုကျွန်တော်လာချိန်ပေးတာနဲ့ okay အဲ့ဆိုကျွန်တော်ဒီမှာနည်းနည်းလောက်ကျွန်တော် run ကြည့်မယ်အဲ့ကျွန်တော်အလုံးမလုပ်သေးဘူးဘာ error တက်နေကြပြီးတော့ check console ကျွန်တော်ကြည့်လိုက်တော့เนาะကျွန်တော် check run ကြည့်လိုက်မယ်error မှကျွန်တော်မတက်ဘူးကျွန်တော်တေးချတယ်ကျွန်တော်ဒီမှာကူးတာမှားနေတယ်နော်ဒီ progress ဆိုတဲ့ကောင်ကျွန်တော်ရေးတာမှားနေတော့တဲ့ဒီမှာPROGISS progress div အဲ့မှာတစ်ချက်သွားကြည့်လိုက်မယ်ဒီကောင်အလုံးမလုပ်သေးဘာကြောင့်ကျွန်တော်အလုံးမလုပ်တာလဲကျွန်တော်script file နဲ့ကျွန်တော်ချိန်ပူပါပြီ script.js file နဲ့ကျွန်တော် file ရေးရလည်းမှန်ပါနော် script.js file နဲ့ကျွန်တော်ချိန်တယ်ဘာ error လဲဆိုလို့ရှိရင်ဒီမှာ error message လည်းမတွေ့ဘူးအဲ့ဒါကျွန်တော်တို့ကုတ်ကမှန်းနေရကျွန်တော်ဒီထဲမှာနည်းနည်း twist တိုက်ကြည့်လိုက်ရင်ဒီမှာကျွန်တော် range school height မှာကျွန်တော်1ပါတယ်ဒီတော့မှာ1ပါနေဆိုတော့နားနေအဲ့တော့ကျွန်တော်တစ်ချက်ပြန်သွားကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ school progress bar တွေကကျွန်တော်တို့အလုပ်လုပ်ပြီပေါ့နော်အောက်ဆုံးကိုဒီအောက်ကိုရောက်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီအားလေးပြည့်သွားပါပေါ့နော်အပေါ်ပြတ်တက်ရင်ပြန်ပြီးတော့မှကုန်သွားရဲ့တပေးနဲ့ဆွဲလာရဲ့ပြည့်သွားပေါ့နော် okay ဒါကကျွန်တော်တို့ school bar လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီနာ function ပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီဘက်ကဒီ maximum ကိုကျွန်တော်တို့လိုချင်တယ်ဆိုလို့ရှိရင် maximum ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အခုလက်ရှိဒီအပေါ်အောက်ဆွဲနေတဲ့ဒီအဖြူရောင် web page ကိုကျွန်တော်အရန်ရှိလေးရတဲ့စာရွက်တွေ့ရလို့ကျွန်တော်နည်းနည်းထားကြည့်ပါတော့စာရွက်တွေ့ရအဲ့ဒီစာရွက်တွေ့ရအကုန်လုံးကိုကျွန်တော်တို့ကြည့်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ screen ကမြင်ရလားမမြင်ရဘူးဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ screen size ကဒီလောက်လေးပဲမြင်ရတယ်အဲ့ဆိုကျွန်တော်တို့နမူနာကျွန်တော်ပြောကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်တို့ကြည့်မဲ့စာရွက်ရဲ့အရှည်က90ပဲထားပါတော့ဗျာဒါပေမဲ့ကျွန်တော်တို့ကြည့်လို့ရတာဒီ20ပဲအရင်ဆုံးကြည့်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဘယ်လောက်ထိကြည့်လို့ရမလဲဆိုတော့ကျွန်တော်သိချင်တယ်ဆိုလို့ရှိရင်အဲ့ဒီစုစုပေါင်းစာရွက်ရဲ့အရှည်တွေကနေပြီးတော့မှဒီအခုလက်ရှိမြင်နေရတဲ့ကျွန်တော်တို့ဒီ set print လေးကိုနှုတ်ပြလိုက်လို့ဆိုလို့ရှိရင်ဒီအောက်မှာနောက်ထပ်ကျွန်တော်တို့နောက်ထပ်ဘယ်လောက်ထိ maximum အများဆုံးအိုးဆွဲလို့ရလဲဆိုရဲကောင်ကျွန်တော်ထပ်လာလေဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ဒီအများကြီးတွေကနေပြီးတော့မှကျွန်တော်နည်းနည်းလေးကိုနှုတ်ပြလိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ score height တွေကနေပြီးတော့မှ window.inner height sorry နော် window.inner height ဆိုတော့ကျွန်တော်အခုလက်ရှိဒီမှာအပေါ်ကဒီmenu bar တွေ tool bar တွေ browser menu bar တွေမပါဘူးပေါ့နော်ဒီ appeal screen ကိုပြောတာအဲ့ဒီ appeal screen ကို inner width ပေါ့ inner height အဲ့ဒီ inner height ထဲကနေဒီမှာကျွန်တော်ဒီ score height ကိုကျွန်တော်နှုတ်ပြလို့ရှိရင်เนาะဒီ maximum ကိုကျွန်တော်ရပြီ maximum ကိုရပြီဆိုလို့ရှိရင် user ကဘယ်လောက်ထိ score လုပ်ပြီးပြီလဲဆိုတာကျွန်တော်သိချင်တယ်ဆိုလို့ရှိရင်เนาะဒီဘက်က score y ကိုကျွန်တော်ဒီ maximum နဲ့ဆောင်းပြီးတော့မှ100နဲ့ထပ်ပြီးလို့ရှိရင် percentage ကိုရပြီအဲ့ရတဲ့ percentage ကိုမှကျွန်တော်ဒီဘက်ကဒီ style နဲ့မှာသွားပြီးတော့မှဒီဘားလေးပေါ်မှာကျွန်တော်သွားပြီးထည့်ပြလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီကိုယ်တိုင်နည်းနည်းလေးကျွန်တော်ဒီ 3 slide လိုက်လိုက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့လေးလာခဲ့တဲ့ဒီpage slide စာခဲ့ event
နော်ကျွန်တော်တို့အသုံးများတဲ့ဒီ page like circle event 3ခုပေါ့နော်ဒီလောက်ဆိုတဲ့ event ရယ်ပြီးလို့ရှိရင် resize ဆိုတဲ့ event ရယ်ပြီးလို့ရှိရင် score ဆိုတဲ့ event ဒီ event 3ခုကြောင့်ကျွန်တော်တို့နားလည်သွားမယ်လို့ထင်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီနေ့ video သင်ခန်းစာလေးကျွန်တော်တို့ဒီလောက်ပါပဲပေါ့နော်နောက်ထပ် video သင်ခန်းစာမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြပါမယ်ထုံးစံတိုင်းဒီ video မှာကျွန်တော်တို့လေ့လာခဲ့တဲ့ဒီ code တွေကျွန်တော်ရေးခဲ့တဲ့ဒီ code file တွေရောဒီဘက်ကဒီ Java PowerPoint slide ပေါ့နော် note file လေးရောကျွန်တော်တို့ရဲ့ဒီ Telegram channel မှာတင်ပေးထားမှာဖြစ်တဲ့အတွက်လိုအပ်လို့ရှိရင်အလွယ်တကူသွားပြီးတော့မှ download ဆွဲပြီးတော့မှလေ့လာလို့ရပါတယ်ခင်ဗျာ။ကြည့်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုသင်ခန်းစာတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်။